နေကျွန်တော်ခုနအဆက်လေ LGBT နဲ့ပတ်သက်တဲ့ကိစ္စအဆက်ကျွန်တော်ထပ်ပေါ်လာလို့ပြောမှာတိလားခရိယန်နေမင်းတို့ငါပြောမယ်နော်မင်းတို့ငါပြောမယ်ဟုတ်ပြီ LGBT တွေကယောက်ျားလေးကမိန်းမစိတ်ပေါက်လို့နော်ရင်သားတွေခွဲစိတ်တယ်နောက်ဆုံးကမင်းတို့ပြောသလိုပဲပေါ့ LGBT မုန်းတာမဟုတ်ဘူးလိန်တူအတူအိတ်တာမကြိုက်တာလို့ပြောရင်သူတို့ကနော်သူတို့ကယောက်ျားလေးကမိန်းမစိတ်ပေါက်တဲ့အတွက်သူတို့ဘယ်သူနဲ့အိတ်ချင်မှာတော့ယောက်ျားနဲ့ပဲအိတ်ချင်မှာပေါ့စဉ်းစားလေအဲ့ဒါသူတို့ဖြစ်တည်နေတဲ့အရာလေဖေကမကြိုက်ဘူးဆိုရင်အစိုးရကသူတို့မဖန်ဆင်းထားနဲ့လေမဟုတ်ဘူးလားမဖန်ဆင်းထားနဲ့လေပြီးမိန်းမတယောက်ကလည်းယောက်ျားစိတ်ပေါက်နေတယ်ဆိုရင်သူတို့ကလည်းမိန်းမနဲ့ပဲအိတ်ချင်မှာပေါ့ငါပြောချင်တဲ့အဓိကအချက်လာတော့မယ်မင်းတို့ခရိယန်တွေအမှုတော်ဆောင်တွေတဲမှာမင်းတို့မြင်ဘူးမယ်နော်ငါလည်းကြုံဘူးတယ်အပြိုကြီးလူပြိုကြီးမင်းတို့ကမိန်းမဖြစ်ပြီးတော့ယောက်ျားနဲ့မအိတ်ချင်လို့အပြိုကြီးဖြစ်တာလေမင်းတို့ယောက်ျားတွေလည်းလူပြိုကြီးဖြစ်နေတာမိန်းမနဲ့မအိတ်ချင်လို့လေမဟုတ်ဘူးလားမင်းတို့နေရာမှာဖျားပြီးတဲ့သဘောအတိုင်းကိုသဘောအတိုင်းမနေနိုင်တာလေမင်းအဲ့လိုဒါစမ်းစာကင်ပြီးပြောကြည့်စို့နော်ဖျားပါပြောတယ်များပြောဆိုမိုးဖွားကြတော့မင်းတို့ဘာမှလဲမင်းတို့မျိုးဆက်ဘာမှလဲပြောမင်းတို့လူပြိုကြီးမျိုးဆက်မင်းတို့အပြိုကြီးမျိုးဆက်တွေပဲနားမှာလဲပြင်ပြောလွန်မယ်မင်းတို့တွေမဟုတ်ဘူးလားသူတို့ကတဘာဝမသူတို့တွေကလေဘလောက်တိတော့မျိုးဆက်ယူလဲသိလားနိုင်ငံတကာမှာသူတို့မျိုးကနေမဟုတ်တော့မှသူတို့တွေကမှတသေးသားဖန်ပြောင်းကနေသူတို့တွေကမရရအောင်အဲ့လိုမျိုးတွေနဲ့တောင်လူဖြစ်အောင်မျိုးဆက်လှုပ်ချင်သေးကြသေးတာသူတို့တွေကသူတို့စိတ်နဲ့သူတို့မဖြစ်နိုင်လို့သာမဖြစ်တာနော်မင်းတို့တွေကမင်းတို့လူပြိုကြီးအပြိုကြီးအမှုတော်ဆောင်နေနော်ခရစ်ယာန်တွေငါပြောမယ်ဘာမှလည်းမင်းတို့မျိုးဆက်ငါပြောရှင်းတယ်နော်အဲ့ဒီဟာဘယ်သူမှမပြောသေးဘူးငါလည်းအဲ့ဒါဖွင့်ပြချက်ရလို့ငါပြောတာငါမြင်ဘူးတယ်ဟိုယောက်ျားမယူတဲ့အပြိုကြီးပြောလေဒါဆိုသူ့မျိုးဆက်ဘာမှလည်းများပြဆိုမွေးဖွားကြတော့ပြောလေမလုပ်နိုင်ဘူးလေလူပြိုကြီးတွေငါမြင်ဘူးပါတယ်အိမ်တော်မကြသေးတဲ့ဆရာတွေခလေးမရသေးတဲ့ဟာတွေဘယ်လိုလုပ်မလဲမင်းတို့ပြောရင်မကောင်းဘူးနော်တိလားအဲ့အကြောင်းမို့နော်မင်းတို့တင်းကြုံပြီးမပြောနဲ့မင်းတို့အဲ့ချိန်ညာမင်းတို့ဖះကိုလွှဲချတော့မှာဖះသခင်လူတော်ပါပဲဆိုပြီးတော့ဖင်ခံလိုက်ရှင်းတယ်နော်ဟုတ်လားမင်းတို့အဲ့ချိန်ညာလေဖះကိုလွှဲပြီးပုံချတာနော်မင်းတို့ဖះကိုလွှဲငါထပ်ပြောဦးမယ်မင်းတို့အဲ့ကိစ္စမင်းကျန်းစာထဲမှာလေစကလုံးနဲ့အတီမီယူနဲ့ရှောလူနော်ဂျူးလူမျိုးရဲ့ပထမဆုံးပြင်ရှောလူကျန်းစာထဲမှာသူ့ကိုနှစ်မျိုးပုံစံဖော်ပြထားတဲ့သူတည်တဲ့အကြောင်းငါဘာမှလည်းမပြောဘူးမင်းတို့ဒီလောက်ကျန်းတဲ့ပုံကိုတွေသွားလေ့လာလိုက်တနေရာမှာကသူ့အကြောင်းကိုပြောထားတာကဖယားကသူ့ကိုတန်ခတ်လို့အမင်္ဂလာဖြစ်လို့တည်တယ်နောက်တစ်မျိုးမှာကသူကဓာတ်သွားပေါ်မှာကိုလဲချပြီးကိုဆူဆိုင်လုပ်တယ်လို့ရေးတယ်ဘယ်ကအမှန်လဲပြောဘယ်ကအမှန်လဲဂျူးတွေရေးထားတဲ့ထဲမှာငါမျိုးထပ်ပြောမရာဇဝင်ကျုပ်ထဲမှာနော်ရာဇဝင်ကျုပ်သူ့အကြောင်းတွေပြန်ပြောတဲ့အချိန်မှာဂျူးလူမျိုးတွေသူ့ရာဇဝင်အကြောင်းကိုပြန်ရေးတဲ့အချိန်မှာသူတို့ကဂျူးလူမျိုးရဲ့ပထမဆုံးပြင်အဆက်ကွဲမှာဆိုလို့သူတို့ကပြောတယ်ဖယားသခင်ကသူ့ကိုအပြစ်ပေးတယ်ပေါ့ကွာနားလည်အောင်ပြောရင်ကိုဆူဆိုင်လုပ်တယ်လို့ပြောသူတို့ဂျူးလူမျိုးတွေဂုံတိတ်ခါကြမှာလေဟုတ်လားမဟုတ်လားမင်းတို့ပြန်သွားဖတ်ငါပြောတာဟုတ်လားမဟုတ်လားမင်းတို့ကိုယ်တိုင်မင်းတို့ပြန်သွားဖတ်နော်မင်းတို့ကိုယ်တိုင်မင်းတို့ပြန်သွားလေ့လာလိုက်မင်းတို့အမှကျန်တဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်ပြန်သွားလေ့လာလိုက်ဂျူးတွေရေးတဲ့စာဆောင်တွေဂျူးတွေရေးတဲ့မှတ်တမ်းတွေနဲ့အရာတွေကသူတို့ရဲ့လူမျိုးဂုံတိတ်ခါသူတို့ရဲ့အခြေအနေပေါ်မူတည်ပြီးအများကြီးပြောင်းလဲရှိတယ်။မင်းကျန်တာဝေးမပြောနဲ့အခုခက်မှာတော့မအရင်တော့ဆရာကြီးနဲ့ဘာရှင်းမနဲ့အတုံးနဲ့အခုမြန်မာဆိုင်ပြီးအတုံးတွေတူလား။ဘာသာပြန်အတုံးတွေတူလား။ဘာသာပြန်အတုံးတွေမတူတော့အတိတ်ပဲဖွင့်ဆိုမှုတွေအများကြီးလွဲသွားအောင်။အဲ့ဒါဆိုဘယ်ကောင်းအမှန်တော့ပြောလေမင်းတို့တွေကျန်းစာကိုကင်ပြီးစွတ်ပြီးမပြောနဲ့ကျန်းစာအုပ်ကဘာသာပြန်မောင်းများအဲ့ဒါဆိုမူရင်းကျန်းဆိုရင်မင်းတို့လာအောင်အဲ့မူရင်းကျန်းရေးတဲ့ကောင်တွေကရောသူတို့ခံစားချက်တွေမပါနိုင်ဘူးလား။မင်းတို့ကတ်မပြောနဲ့မင်းတို့ကတ်ပြောမှဆိုတာငါကြိုသေးလို့ငါတစ်ခါကြိုပြောထားတာနော်ဒါကြောင့်မင်းတို့ကျန်းစာအုပ်ထဲမှာရှိတဲ့အတိုင်းလူတွေကိုလိုက်ပြီးတော့မပြောနဲ့နော် LGBT တွေကတကယ်တမ်းညာဖျားဖြစ်သူတို့ရွေးချယ်တာလည်းမဟုတ်ဘူးနော်သူ့မိတွေရွေးချယ်တာလည်းမဟုတ်ဘူးဖျားဘုန်းတော်ထင်ရှားစေဖို့ဖြစ်တယ်မင်းတို့ငါဥပမာတစ်ခုပြောပြမသိရနော်ယေရှုကာလမှာဖိုင်ရှိုက်တယ်မေးရတယ်မမီလားငါပြောရမယ့်ဟာမင်းတို့သိမှာပါမျက်လုံးမမြင်တဲ့ဟာလေဘသူအပြစ်ကြောင့်လဲလို့ပြောရလေယေရှုကပြောတယ်ဘသူပြစ်မှမဟုတ်လေသူပြစ်ကြောင့်လည်းမဟုတ်ဘူးတဲ့နော်
သူ့မေပြေးကြောင်လည်းမဟုတ်ဘူးတဲ့ဖះဘုန်းတော်ထင်ရှားစီဘူးပဲဖြစ်တယ်သူတို့လည်းမင်းတို့အဲ့လိုမြင်ပေးလိုက်လေဘာလို့မမြင်တာပြောလေဘာလို့မမြင်တာတော့ AGB တဲ့ဖះဘုန်းတော်ထင်ရှားစီမဲ့အကြောင်းတွေအများကြီးရှိတယ်နော်မင်းတို့တွေကဗာလိန်ဟိုမတရားတော့မေထုံမင်းတို့အုံနောက်ထဲကနေမတရားတော့မေထုံနေလုံနေရတယ်အများကြီးပဲကတင်ပေါ်တက်အိမ်မှနော်ယောက်ျားချင်းအတူတူသွားနေမှာမိန်းမချင်းအတူတူသွားနေမှာမတရားတော့မေထုံမဟုတ်ဘူးယေရှုရဲ့ပြည့်ညတ်ထဲမှာမင်းတို့လေစိတ်ထဲကနေပြစ်မိုင်းတော့ပြစ်မှာပဲအဲ့ဒါမတရားတော့မေထုံပဲဟုတ်လားမဟုတ်လားကိုယ်စိတ်ကိုအရင်မေးနော်မင်းတို့တွေနည်းနည်းများတယ်သိလားမင်းတို့တွေတော်များနေပြီအဲ့အကြောင်းကလည်းပြောလို့ကိုပြီးမှာမဟုတ်ဘူးမင်းတို့တွေစောက်ကြီးတွေကန်ကန်ပြီးမပြောနဲ့တော့သိလားနော်မင်းတို့တွေစောက်တိုင်းကန်ကန်ပြီးမပြောနဲ့နော်အဲ့ဒါဆိုဒီမှာမှပြောစရာရှိလာမယ်နော်ရှင်ဘောလူရောအကောင်လူပြိုကြီးတယ်ဘာမှလည်းအကောင်မျိုးဆက်ပြောရင်အကောင်မျိုးဆက်မင်းတို့ပေါ်လူထိလည်းနာအောင်မှာမသိမရပါပထိုးလို့ပါလို့မင်းတို့နာအောင်မှာနော်အကောင်လည်းဂျူးအတ္တသမားပဲမင်းတို့သိလားနော်သူရေးတဲ့ဩဝါဒစာဆောင်တွေပါတယ်ထဲမှာသူခံစားချက်တွေသူလူမျိုးရေးတွေမပါခဲ့ဘူးလို့မင်းတို့ဘာနဲ့အာမခံမလဲသူ့ကိုဖွင့်ပြခဲ့တဲ့အရာအားလုံးကသူဒေါသတွေနဲ့ပြောခဲ့တဲ့အရာတွေအားလုံးကလည်းဒါလည်းဝิญဉ်တော်ဖွင့်ပြတာပဲလားအဲ့ဒါဆိုငါလည်းဆဲနေတာအားလုံးကလည်းဝิญဉ်တော်ဖွင့်ပြတာပဲလေဟုတ်တယ်လေမင်းတို့အဲ့လိုလက်ခံနေဆိုငါလည်းမင်းငါပြောတဲ့ဟာလည်းမင်းတို့လက်ခံရမယ်လေသူတို့ကတမန်တော်ဖြစ်လို့လားဟေ့အောင်ငါပြောပြမယ်သူတို့တော့ငါတို့ပို့ကြီးသေးတယ်နော်ငါတို့ကဖယားသားအရင်ဖြစ်ခွင့်ရတာနားလဲလားနော်ယေရှုအားဖြင့်ဒီကောင်တွေကယေရှုကိုယုံပေမဲ့ယေရှုရဲ့ကားတိုင်းတရားရဲ့ကြီးစုတော်လုံးဝမပေါ့လို့သူတို့ဩဝါဒတွေပြည်သူနီတိတွေသူတို့မှရေးလိုက်ရတာအမောနော်ဝတ်သားမဆိုင်ရဖို့ရေပေတလူတို့ကပြောလိုက်ရတာအမောဆွေးနွေးလိုက်ရပေါ့သူတို့ကြီးစုတော်ပေါ့မဆိုအဲ့ဒါတွေပြောမလားပြောလေသူတို့ကြီးစုတော်တကယ်ပေါ့မယ်ဆိုရင်သူတို့အဲ့ဂျူးရဲ့ကာချာတွေကိုလိုက်ပြီးတော့ကျမ်းစာထဲမှာဟိုလို့ဒီလို့နဲ့ရေးမလားတိုင်းရင်းသားတွေဆိုကြည့်သူတို့သွားနေတာကျန်းစောက်တွေအတိုင်းသူတို့သွားနေတဲ့ပုံစံဂျူးလူမျိုးတွေရဲ့ကာချာနဲ့တူတယ်တာကြီးကဘာဖြစ်တယ်နော်ဘယ်လိုမျိုးအမွေခံရမယ်အဲ့ဒါတွေအများကြီးပဲနော်နင်ပြောရင်အရှိကြီးပဲရှုပ်နေမှာဆိုလို့ငါမပြောတော့ဘူးဒါပေမဲ့တခုရှိတာမင်းတို့ပြောနေတဲ့လူတွေနော်မင်းတို့တွေကမင်းတို့ဘက်ဆိုရင်တော့ဖျားခင်လူတော်ပဲလေမင်းတခြားလူကြမင်းတို့အဲ့လိုမမြင်ပေးဘူးမင်းတို့ဟာဗကြံတော့ဖျားဘုံတော်ထင်ရှားဖို့ဖြစ်စေတာတခြားလူပဲကြတော့ဖျားဘုံတော်ထင်ရှားဖို့မဟုတ်တော့ဘူးအဲ့ဒါအပြစ်ဖြစ်တယ်အမှန်ကဖြစ်လာရောမင်းတို့တွေကတော်တော်ကိုလူဘာဝအောင်အားကြီးရသေးတာမင်းတို့ခရိယန်တချို့တွေနော်ငါပြောတဲ့ထဲမှာတိုက်ဆိုင်တဲ့ကောင်တွေအကုန်လုံးပါတယ်မပါတဲ့လူကတော့မပါဘူးတော်တော်များများပါတယ်နော်ဒါကြောင့်ရှင်းလင်းပြောပြမယ်နော် LGBT တွေမင်းတို့ပြောတယ်ဆိုရင်မင်းတို့ခရိယန်အတိုင်းဝိုင်းမှာလူယိုရိပ်ပြိုကြီးမရှိစေနဲ့ခလေးကုန်မွေးခိုင်းညာပြောစားမွေးဖွားကြလို့ပြောရလေမင်းတို့မိန်းမအိမ်အောင်ကြပြီးမိန်းမယူပြီးတော့ခလေးမရသေးလို့ချင်းမင်းတို့ဘာပြောရမလဲပြောလေမင်းတို့ဘာပြောမလဲမင်းတို့တဘာဝါကြီးကိုမင်းတို့အဲ့ချင်းညာမင်းတို့စေးပညာနဲ့လုံအောင်ပါနော်ငါထပ်ပြောဦးမယ်နော်မင်းတို့အိမ်အောင်ကြသွားတယ်မင်းတို့အိမ်အောင်တဲ့ခရစ်ယာန်တွေဆရာတွေဆရာမတွေမင်းတို့ဘာလို့တားစေးသုံးလဲပြောလေမင်းတို့ဘာလို့တားစေးသုံးလဲဘာလို့အပြင်မှာပြီးလဲမင်းငါပြောရင်မကောင်းဘူးသိလားမင်းတို့ဟာတွေမဟုတ်ဘူးတော်တော်လွန်တဲ့ဟာတွေနော်ရှင်းပြောရင်ဓမ္မဟောင်းထဲမှာအပြင်မှာထုတ်ပြီးတော့ဖះမကြိုက်ဘူးမင်းတို့နားလေလားမင်းတို့အခုခေတ်မှာတတိသားစစ်တွေတုံးတာအတူတူပဲလူတက်နေတာပဲနော်လူတက်နေတာပဲမင်းတို့လုံမှာပေါ့တတိမဖြစ်ခင်မှာမင်းတို့ကတ်မပြောနဲ့မင်းတို့ဖះပေးတယ်ဆိုမင်းတို့အလွတ်တန်းနေလေမင်းတို့ဘာမှမလုပ်ပဲတဘာဝတိုင်းနေလားမင်းတို့ကိုမင်းတို့လိပ်ပြလုံလားအဲ့လိုမျိုးလုံလားမင်းတို့အဲ့လောက်ကြီးထိလိုက်ပြီးပြောမယ်ဆိုဘယ်သူမှဖះရှိမှာမကောင်းဘူးနော်ဖះကမင်းတို့ခလေးမပေးဘူးဆိုရင်ဗာမင်းတို့အမင်လာဖြစ်နေရလားမင်းတို့ပြောရတဲ့စကားနဲ့မင်းတို့ပြန်ပြောမယ်ဆိုမင်းတို့အမင်လာဖြစ်နေရလားမင်းတို့ခလေးရတဲ့လူကိုကြတော့ဖះကောင်းကြီးပေးတာဆိုရင်ခလေးမရတဲ့လူကနေထိုင်ကောင်းကြီးမခံစားတဲ့လူလိုဖြစ်ပြန်ရောမင်းတို့ခရစ်ယာန်တွေတော်တော်ဘောင်ချရှုပ်တဲ့ဟာတွေမင်းတို့ဘာသာကြီးကရှုပ်တာရိုးရှင်းနဲ့ယေရှုခရစ်တော်ပဲအေးလိုပဲအဲ့လိုဘောင်ချရှုပ်တဲ့တဲမှာဘာမှလူကစိတ်ပင်မဲ့လူပင်မဲ့မဖြစ်အောင်ကြီးစုတရားဆိုတော့ပေါ်လာတာမှတ်ထားနော်မှတ်ထားငါပြောတာဟုတ်တာမဟုတ်လားဆိုတော့မင်းတို့မှအုံတော့ပါတယ်စဉ်းစားနော်မင်းတို့အုံတော့ပါတယ်စဉ်းစားနော်တတိသားစေးသုံးတဲ့ကိစ္စတွေလဲနော်ပြီးအိမ်အောင်ကြပြီးခလေးမမွေးတဲ့ကိစ္စတွေနော်လူပြိုအပြိုဖြစ်ပြီးတော့လူပြိုကြီးအပြိုကြီးဖြစ်သွားပြီးတော့အိမ်အောင်မပြူးတဲ့ဟာတွေမင်းတို့တွေကအဲ့ဒါ LGBT တောင်စိုးသေးတယ်
နော်မင်းတို့ဖះလူတော်လို့ပြောနေဖះကအဲ့ဒါကိုမကြိုက်ဘူးဆိုမင်းတို့ဖះရောမင်းတို့အိမ်တော်ပြုတ်ပြီးခလေးမရတော့ကြိုက်မယ်ထင်လားမင်းတို့ခလေးတားနေအောင်ကြိုက်မယ်ထင်လားပြီးတော့ရင်မင်းတို့တွေလူပြိုကြီးပြိုကြီးလောက်တော့ဖះကြိုက်မယ်ထင်လားအဲ့ချိန်ညာဖះကလူတော်ဘဲလေပေါ်လူတော်မှလူပြိုကြီးဆိုမင်းတို့အဲ့ဒါရောမင်းတို့တွေကလေမင်းတို့ဘက်ဆိုမင်းတို့ဆောင်းရမ်းကာတာသိလားနော်အောက်ကခရီးယန်လူတွေရတယ်လေဆရာဆိုတာနဲ့လေမပြောရတော့ဘူးအမင်လာဖြစ်မှာဆိုမင်းတို့အဲ့လိုမပြောရအောင်ခါလေးရိုက်ထည့်တာဟိုကသိလားငါတို့လိုပြန်ပြောတဲ့ကောင်ကြတော့ဟေ့ငါကြောက်ကိုမကြောက်တာသိလားအမှုလို့ဆောင်နေပြောရင်ဘာဖះလူတွေပြောရင်ဖះလူဆိုပါတဲ့နိုင်တာငါပြောပြမယ်ကြိမ်ချင်းအမင်္ဂလာအားလုံးကငါကိုစားယေရှုကခံပြီးသွားပြီအဲ့တော့အပြစ်လို့ရတဲ့ license လို့ပြောတာမင်းတို့မကြိုက်လည်းမတတ်နိုင်ဘူးနော်အဲ့တော့ကိုဖွင့်ပြခံရပြီးတဲ့နောက်ပိုင်းမှာလေအားလုံးတန်းနဲ့ပဲမင်းဒီလိုလားဆိုမပြောရဲပဲငါတို့ပြောတော့မပြောရတော့ဘူးဓမ္မဟောပေါ်တော့ဟုတ်တယ်ဖះလူတွေတော့ထိလို့မရဘူးချွတ်ရှိတယ်ဘာလို့လဲကျေးဇူးတော်မရှိဘူးလေငါတို့အစောခံမိမဲ့ဖះသားတော်မရှိဘူးငါတို့ဟာငါတို့ပဲခံရတာနော်ဖះလူတွေသွားပြီးပြောလိုက်တာနဲ့မင်းတို့တွေကလေအဲ့လိုဖះလူတွေပြောတဲ့ဟာမင်းတို့ဓမ္မဟောင်းကပြည့်ညက်ကျမ်းဟာတွေယူလာပြီးတော့ဖះလူကိုပြောတွေ့လာဘာဖြစ်သွားလဲညာဖြစ်သွားတယ်အဲ့ဒါပြည့်ညက်တရားခါကိစ္စတွေငါ့ကိုလာမပြောနဲ့ဆိုငါစောက်ကိုကြောက်ကိုမကြောက်တာရှင်းရောရအောင်နော်ဒီကောင်တွေကငါတို့လောက်တော့အစိမ့်ကိုမရှိတာနော်ဒီကောင်တွေဘဝတွေဓမ္မဟောင်းကောင်တွေဘဝတနာဖို့ကောင်းတယ်သိလားနော်သူတို့မလုပ်ပေးမဲ့လို့မရှိဘူးငါတို့ကကျေးဇူးတရားကိုလုပ်ပေးခံရတယ်ဘယ်လောက်ကျေးဇူးတော်ခံစားရတယ်သိလားအဲ့ဒါကိုပြောချင်တာဖြစ်တယ်နော်အရောက်တန်းဖျားခင်ကောင်းကြည့်ပေးပါစေ